comment လေးတွေကိုစိတ်ရင်နဲ့မက်လေးတကူတွေ့လို့ဖြည့်ပေးမှဖြစ်ပါတယ် 80k ရွှေတွေကိုတဲ့ဝယ်တဲ့အခါကျရင်တစားစိတ်မှာ950ဆိုတိုင်းဝယ်ရမှာလားတဲ့ no မဟုတ်ဘူး950ဆိုတာကစူဇန်တို့ 80k AU 950တို့မဟုတ်အီတလီ950မှာစစ်မှန်တာဖြစ်ပါတယ်950တိုင်းမဝယ်သင့်ဘူးနောက်ထပ်တစ်ခုကကြတော့စူဇန်တို့ 80k GP မျိုးတွေရှိတယ် GF ဆိုတဲ့အမျိုးအစားတွေရှိတယ်ဒါတွေကရွှေရည်စိန်တို့ရွှေရည်ဖြည့်တို့အထည်တွေဖြစ်ပါတယ်ရွှေပါဝင်မှု0.00တွေလောက်ပဲရှိတာဖြစ်တဲ့ခါကျမို့ကိုအနေနဲ့အဲ့ဒါမျိုးတွေတော့ဝယ်မယ်ဆိုရင်တော့တေးကြတယ်အတူထိပါတယ်တချို့ကကြတော့လေဒစိမ့်မှာ AU 950မဟုတ်ပဲနဲ့305တို့985တို့ဖြစ်တတ်ပါတယ်ဒါတွေကကြတော့စူဇန်တို့ရွှေတော့ရွှေပဲရွှေရည်နှိပ်ပါတယ် AU 950ကကြတော့ရွှေရည်မြင့်ပါတယ်တကယ်လို့ကိုအနေနဲ့ 80k တွေဝယ်မယ်ဆိုရင်အယောင်အလဲဘယ်လိုရှုံးမှာလဲဘယ်လိုပြန်ပြီးတော့ချင်းပေးတာလဲဆိုတာကိုစိုက်မှာတေချာမေးဖို့လိုအပ်ပါတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ 80k လို့ပြောပြီးတော့အဝယ်ခံရတယ်တပြန်ရောက်တဲ့အခါမှာကျမတို့အဝယ်ပြန်လက်မခံဘူးဆိုရင်တော့ကိုအတွက်ငွေပမာဏတွေအများကြီးနစ်နာဆုံးရှုံးနိုင်ရှိပါတယ်ဒါကြောင့်မို့တေချာစုံစမ်းပြီးတော့မှဝယ်ပါလို့ဗီဒီယိုလေးနဲ့မျှဝေချင်ပါတယ် 80k ရွှေတွေနဲ့ပတ်သက်ပြီးတော့တေချာလေ့လာခြင်းနဲ့ 80k ရွှေတွေကိုမကြာခဏဝယ်ဝတ်နေရတယ် 80k ရွှေနဲ့ online ကနေအစပြိုးပြီးတော့မှရွှေလုပ်ငန်းလုပ်ကိုင်ခြင်းနဲ့ဆိုရင်စူဇန်ကိုယ်တိုင်ဖွင့်ထားတဲ့ 80k class လေးရှိပါတယ်ဒီ class လေးကကြတော့ 80k ပညာရပ်ကိုတည်တံ့သင်ထားပေးတဲ့ class လေးပါတကယ်လို့ကိုကတိတိရောက်လေးသိယူခြင်းနဲ့ 80k ရွှေရလေးနဲ့စီးပွားရေးလုပ်ခြင်းနဲ့ဆိုရင်တော့စူဇန်တို့သင်တန်းထဲမှာတွေ့ကြမယ်ကျေးဇူးပါ